နွားလေးဟာရေထဲမှာရေကူးနေပါတယ်အဲ့ချိန်မှာငကားတစ်ကောင်ဟာရောက်လာပြီးနွားလေးကိုတိုက်ခိုက်ပါတယ်ပြီးတော့ငတ်မန်းတစ်ကောင်ဟာမြင်သွားပြီးနွားလေးကိုကယ်ဖို့လာပါတယ်အဲ့ချိန်မှာငကားနောက်တစ်ကောင်ဟာရောက်လာပြီးငတ်မန်းကိုဖမ်းလိုက်ပါတယ်ထို့နောက်နှစ်ယောက်စလုံးကြောက်နေကြပါတယ်ပြီးတော့အော်ပြီးအကူအညီတောင်းကြပါတယ်အဲ့ချိန်မှာငတ်မန်းရဲ့တငယ်ချင်းဟာသူ့ကိုလိုက်ရှာနေပါတယ်ထို့နောက်သူ့တငယ်ချင်းကိုမြင်ပြီးတန်းသွားပါတယ်ပြီးတော့ငကားကိုတိုက်ခိုက်ပါတယ်ငကားကလည်းထော့ပြေးသွားပါတယ်ထို့နောက်နှစ်ယောက်စလုံးနွားလေးကိုကယ်ဖို့သွားပါတယ်ပြီးတော့ငကားကိုတိုက်ခိုက်ကြပြီးနွားလေးကိုကယ်လိုက်ပါတယ်နွားလေးကလည်းငါကိုကမ်းကျင်နာပို့ပေးလို့ပြောပါတယ်ငမန်းတွေကလည်းနွားလေးကိုခေါင်းပေါက်တင်ပြီးခေါ်သွားပါတယ်အချင်းနဲ့ငယ်ကြတော့ကမ်းခြေကိုရောက်သွားပါတယ်ငမန်းအတွက် like and follow လုပ်ပေးပါအောင်